ဆရာမနဲ့ကျောင်းသားကျောင်းသူများအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဇာမျိုးပါပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်ပုံပြင်ကတော့အယုတ်လုပ်တဲ့ဘိုးရှိတဲ့တော့ကရွာလေးတရွာမှာအယုတ်တွေထုတ်လုပ်တဲ့အဖိုးအိုတယောက်ရှိတဲ့အဖိုးအိုကအယုတ်တွေကိုကလေးကိုရောင်းပေးရင်ဆေးတွေတတာရောင်းပေးပါတယ်ကြာလာတော့အဖိုးအိုဟာကလေးလေးတယောက်ကိုလိုချင်ခဲ့တဲ့ကလေးဒီလိုချင်တော့ဒါပေမဲ့အဖိုးအိုဟာအိုနေပြီဖြစ်လို့မိမမယူဘူးလို့ဆိုဖြတ်ခဲ့တယ်ဒီနေ့မှာအဖိုးအိုဟာတော်တဲ့ကိုလမ်းလျှောက်ခဲ့နဲ့တတုံးတွေ့ခဲ့တယ်တတုံးကတွေ့အသားဒီကအရန်ကောင်းလို့အဖိုးအိုဟာအယုတ်လေးတစ်ခုလုပ်ဖို့စဉ်းစားပြီးတယ်သူဟာညမှာမနာပဲအယုတ်လေးတွေတည်ငြိမ်ဆောက်လို့ပြီးကလေးတို့ပုံစံတစ်ခုတော့ရခဲ့တယ်အဲ့မှာနတ်သမီးတွေဟာအဖိုးအိုရဲ့စိတ်ဓာတ်ကိုဒီလိုတာအယုတ်လေးကိုအသက်တွင်ပေးလိုက်တယ်အဖိုးအိုဟာမနဲ့ရောက်လာတော့တာလေးဟာအသက်ရှိနေတာတွေ့တော့သူ့ကိုဟယ်ရီတော့နာမည်ပေးလိုက်တယ်ဟယ်ရီဟာသူ့အဖိုးကိုလည်းတအားရှိခဲ့တယ်ဒီနေ့မှာဟယ်ရီဟာကျောင်းသူတွေတွေ့ပြီးသူလည်းကျောင်းတက်ချင်လို့သူ့အဖိုးကိုတော့ပြောတယ်သူ့အဖိုးကအေးရတယ်ငါမင်းကိုပတ်စံပေးရမယ်မင်းပတ်စံတွေကိုခဲတာနေစောက်တွေဝယ်ခလိုက်ဖို့လို့ပြောလိုက်တယ်ဟယ်ရီလည်းဟုတ်ကဲ့အဖိုးဆိုပြီးထွက်သွားတယ်ဒီနေ့မှာသူထွက်သွားတဲ့အချိန်မှာမြေခွေးတစ်ကောင်ကသူ့ကိုပြောတယ်ဟေးကောင်လေးမင်းကဒီနားမှာပေးသွားဖို့လေဟယ်ရီကငါစောက်နဲ့ခဲတာနေကျောင်းတက်ဖို့တော့ဝယ်မလို့မြေခွေးကပြောတယ်မင်းပတ်စံတွေကိုမြေကြီးတက်ပြုတ်ပြီးအပင်ထွက်လာတဲ့အချိန်မိပတ်စံများများရမယ်လို့ပြောတယ်မြေခွေးလေးကဟယ်ရီလေးဟာမြေခွေးစကားကိုနားဆင်သွားပြီးပတ်စံတွေကိုမြေကြီးတက်မြုပ်ပြီးရင်အပင်ထွက်လာဖို့မျှော်လင့်နေတယ်ဒါပေမဲ့အပင်ဟာမထွက်လာတော့ဟယ်ရီကမြေခွေးလေးကသူ့ကိုလိမ်နေတယ်လို့သိရတယ်ဒါပေမဲ့သူကပတ်စံတွေကိုမြေကြီးထဲကနေပြန်ယူပြီးအဝေးကြီးကိုထွက်သွားတယ်အချိန်မှာသူကလူများကားပြတဲ့စက်ရုံတစ်ခုကိုတော့တွေ့တယ်အဲ့မှာသူကလည်းလက်မှတ်ဝယ်ပြီးအထက်မှာကားပြတာတွေကိုတွက်ကြည့်ခဲ့တယ်ဟယ်ရီလေးဟာကြည့်ပြီးတော့သူကအိမ်ပြန်ခါနီးမှာသူကငါမေ့သွားပြီငါအပတ်စံတွေကိုကျောင်းပစ္စည်းတွေဝယ်ဖို့လိုတယ်လေဆိုပြီးသူကစိတ်ညစ်နဲ့အိမ်ပြန်လာခဲ့တယ်အဖိုးအိုကသူ့ကိုစောက်လေးခဲတာနေမေးတော့သူကမဝယ်လာဘူးလူများကားပြတဲ့စက်ရုံမှာကြည့်လိုက်ပြီးတော့အမှန်ကန်ပြောလိုက်တယ်ဟယ်ရီကအဖိုးအိုကလည်းဟယ်ရီကိုစူပါတော့တယ်ဟယ်ရီကဒါမနဲ့ပြန်တော့ပဲပေးမယ်ဒါကိုပတ်စံမနဲ့နည်းနည်းလေးပေးပါလားလို့ပြောအဖိုးအိုလည်းအေးဒီတစ်ခါမင်းကကိုတကယ်မဝယ်ခဲ့ပေးရင်ငါမင်းကိုညှိထုတ်မယ်လို့ပြောတယ်ဟယ်ရီလေးလည်းကြောက်နဲ့သူ့အဖိုးပေးတဲ့ပတ်စံတွေကိုမနဲ့ပြန်ရောက်ရင်ခဲတဲ့တော့ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်အဖိုးအိုဟာသူ့ကိုပေးပြီးပတ်စံတွေဟယ်ရီကပတ်စံတွေယူပြီးဒီခဲတဲ့လေးတွေကိုကောင်းယူခဲ့တယ်ပြီးရင်သူကသူ့အဖိုးအိုမတွေ့တော့သူ့အဖိုးပဲသွားတယ်လို့လိုက်ရှာကြတယ်အိမ်မှာလည်းမရှိတောထဲမှာလည်းမရှိသူအယုတ်တွေရောင်းတဲ့ဆိုင်မှာလည်းမရှိတာကြောင့်သူ့အဖိုးကိုလိုက်ရှာနေတယ်အဲ့ချိန်သူ့အဖိုးဟာလမ်းလျှောက်ထွက်ရင်းနဲ့မြေခွေးခေါ်တော့ခံရတာကြောင့်သူကလိုက်ရှာနေတာဘယ်တော့မှမတွေ့ဘူးတနေ့နဲ့တနေ့ကြာလာတော့ဟရီရဲ့အသက်လည်းကြီးလာပြီးသူ့အဖိုးတော့ဘယ်တော့မှမတွေ့နိုင်တော့ဘူးဒါပေမဲ့ဟရီလေးဟာလက်မလျှော့ပဲသူ့အဖိုးကိုဆက်လက်ရှာနေတော့ဝဲဖြစ်သွားတယ်ကျွန်တော်ကိုလည်းတော့ပါပဲကျွန်တော်ပေးတဲ့ဒီကစားကတော့အလိုပဲလက်မလျှော့ပဲနဲ့သူထားကြပါ